တရားဝါပေါင်မှုနဲ့တောက်ပြောင်တဲ့လင်းဆိုင်ကိုပေးမဲ့တရားဝက်လိုက်ပန်တယ်2025တော့ရောက်နေပြီလိုက်ဆေးတွေဆွဲမင်းတွေလောက်တဲ့ခါတွေမှာဖုန်းတွေကင်မရာရဲ့ resolution ကိုပဲအဓိကထားကြည့်နေတော့လားဒါပေမဲ့လူတွေတော်တော်များများတတိမထားမိတာကတော့ lighting တွေထဲမှာ ring light တွေ indoor light တွေကမိတ်ဆွေတို့ရဲ့ဗီဒီယိုကိုအလင်းလုံးလုံးမပေးနိုင်တဲ့ဆိုတော့ကြောင့် quality ကောင်းတဲ့ဗီဒီယိုရရှိမှာမဟုတ်ပါဘူးအဲ့ပြဿနာတွေကိုဖြေရှင်းပေးမှာတော့ကျွန်တော်တို့ရဲ့ KZMK တရားဝက် light panel လေးပဲဖြစ်ပါတယ် light effect အနေနဲ့လည်း၄မျိုးပါဝင်တဲ့အပြင်အဖြူအဝါဆိုပြီး3200 Kelvin ကနေ6500 Kelvin ထိပြောင်းလဲအသုံးပြုနိုင်တာကြောင့် light ဆေးတွေတခြားသော product shoot တွေလုပ်တဲ့ခါတွေမှာလည်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်အော်ဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူး။ light တစ်ခုမှနောက်တဲ့အရေးကြီးတာကတော့အတန် quality ပိုင်းပါ။ဖုန်းနဲ့ပဲအတန်သွင်းမယ်ဆိုရင်တော့ background noise တွေပါနေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အတန်ကိုကြည်လင်ပြတ်ပြတ်သားသားကြားရမှာမဟုတ်ပါဘူး။အဲ့ဒီစိတ်ချုပ်စရာ background noise တွေကို short ချပေးမှာကတော့ကျွန်တော်တို့ရဲ့အကောင့်တိတိလေးနဲ့အစိပ်ပြင်းနဲ့ပူရမီနီ microphone လေးနဲ့ဒီတရားဝက် light panel လေးနဲ့ဆိုရင်မိတ်ဆွေတို့ရဲ့ light ဆေးအတွက်လုံးဝကွက်တိပဲပေါ့ဗျာ။ဒီ panel light ပြားလေးမှာလည်း warranty 6 လပါပြီးတော့ဒီပူရမီနီ microphone လေးမှာလည်း warranty တစ်နှစ်ပါတဲ့အတွက်ကြောင့်စိတ်ချလက်ချအသုံးပြုလို့ရပါတယ်။အကယ်၍ဒီ set လေးကိုသဘောကျရဆိုရင်တော့ကျွန်တော် away လှည့်ဆိုင်ခွင့်မှာဖြစ်ဖြစ်ကမုံဝင်ဆိုင်ခွင့်မှာဖြစ်ဖြစ်လာဆန်းတော့ပြောကြရတဲ့ဒီဗီဒီယိုလေးအဆုံးသတ်လိုက်ပါစီခင်ဗျာ။